မုံလက်ကောက်ကျန်နေတဲ့သူလေးတွေအတွက်အလုပ်ပိတ်ရက်လေးမှာအိမ်မလွယ်တကူကြော်စားလို့ရနိုင်တဲ့မုံလက်ကောက်ကြော်နီးလေးကိုကျွန်တော်ဒီနေ့ပြန်ပြီးတော့မျှဝေပေးခြင်းပါတယ်။မုံနဲ့ဆက်ဖို့ရအတွက်ကောင်းချင်းမုံဆန်ကျင်ခွက်3ခွက်နဲ့ဆန်မုံကိုဆန်ကျင်ခွက်ရဲ့တစ်ဝက်ထည့်ပါမယ်။ပြီးရင်တော့စားလေးနဲ့ငယ်နဲ့ဘေကင်ဆိုဒါနဲ့ငယ်လောက်ကိုထည့်ပြီးတော့ကျွန်တော်တို့အားလုံးနှက်ဆက်သွားအောင်လို့မှွေထားပေးပါမယ်။အားလုံးနှက်ဆက်အောင်မှွေပြီးသွားပြီဆိုရင်တော့ရေချဲကြီးလေးကိုနည်းနည်းချင်းစီထည့်ပြီးတော့မုံနဲ့ဖြစ်လာတဲ့ဒီကိုလက်ကလေးနဲ့ဒီလိုမျိုးဆိတ်ရှိလက်ရှိလေးနှဲပေးရပါမယ်။ဒီနေရာမှာကျွန်တော်ကလိမ့်နဲ့နယ်လို့အဆင်မပြေလို့လိမ့်မပါဘဲနဲ့ဒီတိုင်းနှဲထားပါတယ်။မုံသားလေးကိုအီးညံ့ညက်လေးဖြစ်သွားအောင်လို့ကျွန်တော်တို့ဒီလိုမျိုးလက်ကလေးနဲ့ဖိပြီးတော့နှဲပေးပါမယ်။ပြီးရင်တော့ကျွန်တော်တို့မုံကိုတမ်းမကြော်ဘဲနဲ့ခဏလောက်နှက်ထားပါမယ်။မုံနှက်ထားတဲ့ချိန်မှာကျွန်တော်ထညက်ရီကြိုပါမယ်။ထညက်ရီကြိုဖို့အတွက်ရေလေးတင်းတင်းလောက်ကိုလောင်းထည့်ပြီးတော့ထညက်ခဲလေးတွေအရေးပြိုပြီးတော့ထညက်ရီလေးခက်ပြပြရောက်တဲ့ထီအောင်ကြိုပေးပါမယ်။ကျွန်တော်ကမိုးလက်ကောက်ဆိုရင်ဒီလိုမျိုးထညက်ရီပြပြလေးနဲ့စားရတာကိုပို့ပြီးတော့ကြိုက်ပါတယ်။ထညက်ရီလေးပြစ်လာပြီဆိုရင်တော့စကားလေးနဲ့စစ်ပြီးတော့အေးခံထားပေးပါမယ်။အားလုံးပြီးပြီဆိုရင်တော့မိုးလက်ကောက်လေးတွေကိုပုံစံဖော်ပါမယ်။မိုးလက်ကောက်လေးတွေပုံစံဖော်တဲ့အခါမှာလည်းအရင်မခက်ပါဘူး။ကျွန်တော်အခုလုပ်ပြထားသလိုပဲလက်ကလေးနဲ့လှိမ့်ပြီးတော့ဟိုဘက်ဒီဘက်လေးဆက်ပေးလိုက်မယ်ဆိုရင်တော့မိုးလက်ကောက်လေးရပါပြီ။မိုးလက်ကောက်ကိုတော့ကိုစားချင်တဲ့အရွယ်လေးတွေကိုကိုစိတ်ကြိုက်လုပ်လို့ရပါတယ်။ပြီးရင်တော့မုံကြော်ဖို့ရအတွက်ဒဲဝထဲမှာစီလေးတင်းတင်းလောက်ထည့်ပါမယ်စီခနွင်းနွေးအနေထားလောက်မှာပဲမုံလေးတွေကိုထည့်ကြော်ပါမယ်မြင်းပြင်းပြင်းနဲ့စီပူပူထဲမှာထည့်ကြော်လိုက်မယ်ဆိုရင်တော့မုံကစီပုတ်တာတွေပါဖြစ်တတ်ပါတယ်အိမ်မှာတစ်ပိုင်းတစ်နိုင်ကြော်စားတာဖြစ်တဲ့အတွက်စီရမ်းများပြီးတော့မြင်းပြင်းပြင်းနဲ့လည်းကြော်ပေးကြမလို့ပါဘူးဒီလိုမျိုးတူကလေးနဲ့ဆိတ်ရှိလက်ရှိလေးအပေါ်အောင်လေးလှန်ပြီးတော့ကြော်သွားပေးမယ်ဆိုရင်တော့မုံသားလေးကအကျက်လေးညီပြီးတော့အပြင်ကကျွတ်ကျွတ်လေးနဲ့အတွင်းသားကအီးလေးဖြစ်ပြီးတော့စားလို့ကောင်းပါတယ်မုံဝင်းနစ်ကိုတညလောက်ချင်းဖောက်ပြီးမှကြော်မယ်ဆိုရင်လည်းပိုစားလို့ကောင်းပါတယ်ကျွန်တော်တို့မုံလက်ကောက်ကိုမုံသားလေးမလေးစားကျင်တဲ့သူတွေအတွက်ကတော့ဆန်မုံလေးကိုပို့ထည့်ပေးပါမုံလက်ကောက်ကကျွန်တော်တို့အပေါ်ရန်ကြောလေးတင်းပြီးတော့အယောင်လေးပြောင်းလာပြီဆိုရင်တော့မုံလေးတွေကကျက်နေပါပြီပြီးရင်တော့ကျွန်တော်တို့ဆယ်ယူပြီးတော့မိမိစိတ်ကြိုက်သုံးဆောင်နိုင်ပါပြီမုံလက်ကောက်ကြော်တဲ့နီးတွေကလည်းတောင်းနဲ့မတူကြသလိုဒေတာလည်းကွဲပြားပါတယ်ဒီကြော်နီးလေးကလည်းအိမ်မှာလွယ်တကူကြော်စားလို့ရနိုင်တဲ့နီးလန်းလေးဖြစ်ပြီးတော့စားလို့လည်းရန်ကောင်းလို့ကျွန်တော်ပြန်ပြီးတော့မျှဝေပေးရခြင်းဖြစ်ပါတယ်ကျွန်တော်ရဲ့ဗီဒီယိုလေးကိုလည်းအဆုံးထိကြည့်ပြီးလို့အားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်တော်နဲ့အတူနောက်ဗီဒီယိုတွေမှာပြန်ဆုံပါမယ်